ဒီနေ့ကျန်တဲ့ချိုးပိုက်လေးစားလိုက်ကြတာပေါ့နော်ချိုးပိုက်လေးစားဖို့အတွက်ကတစ်ကျိုးကိုအလိုတစ်ချက်နှစ်ကွက်မှာတစ်ချက်ပြီးရင်တစ်ကျိုး၃ကွက်နဲ့၆ကျိုးအလိုနဲ့ကိုညှက်ဆွဲတယ်နော်ပြီးရင်၅ကွက်မှာတစ်ချက်ပြီးရင်9ကွက်ကိုစလိုက်သွားမယ်5ကွက်ကိုတစ်ချက်အရင်တီးလိုက်နော်တစ်ချက်တီးပြီးရင်နောက်တစ်ချက်က9ကွက်ကိုစလိုက်သွားမယ်အဲ့လိုလေးပါနော်ပြီးရင်3ကွက်ကိုပြန်လာနော်အဲ့တော့အဲ့လိုလေးနော်အဲ့ဒါပြီးရင် B minor ကင်ပြီးတော့ B minor ကို1ကြိုးတီးတက်ကင်နော်5ကြိုးတီးတက်ကင်နော်5ကြိုး2ကွက်တီးအောင်ဘာပြည့်လို့ဘာပြည့်ကင်ပြီးတော့5ကြိုးနဲ့1ကြိုးနဲ့ကိုညှက်ဆွဲပြီးရင်2 3တီးမယ်ပြန်ဆက်လိုက်ရင်နော်5ကြိုးနဲ့1ကြိုးနဲ့ကိုညှက်ဆွဲပြီးရင်2 3တီးလိုက်ပြီးရင်စီကင်ပြီးတော့9နဲ့1နဲ့ကိုညှက်ဆွဲမယ်နော်9နဲ့1နဲ့ညှက်ဆွဲတယ်9နဲ့1နဲ့ညှက်ဆွဲပြီးရင်1ကြိုး3ဘက်ကိုလက်တန်းလေးနဲ့တီးနှိပ်ပြီးတော့တီးမယ်နော်အဲ့ဒါလေးပြီးရင်1ကြိုး5ခွက်နဲ့4ကြိုးအလွန်နဲ့တစ်ချက်တီးလိုက်မယ်ညှက်ဆွဲတာနော်1ကြိုး5ခွက်4ကြိုးအလွန်နဲ့ညှက်ဆွဲမယ်ညှက်ဆွဲပြီးရင်1ကြိုးကို9ခွက်ကိုစလိုက်လေးသွားမယ်နော်ပြီးရင် G ပေါ့ G ကိုလာမယ်နော် G ကိုလာပြီးရင်3ကြိုးကိုတစ်ချက်တီးလိုက်မယ်ညှက်ဆွဲပြီးရင်3ကြိုးတစ်ချက်တီးမယ်အဲ့တော့ပြန်စားရင်အဲ့ဒါပြီးရင်အစားပြန်စားရတယ်ဒီနေရာမှာနောက်တစ်ကြောကြတော့ဒီနေရာမှာဒီ9ကွက်ကိုဆက်လိုက်မလာတော့ဘဲနဲ့5ကွက်ကနေ3ကွက်ကိုပြန်သွားတယ် G နဲ့ဒီက6ကြိုးနဲ့နော်အဲ့လိုလေးပါနော်အဲ့ဒါလေးပါပဲကဲစားနေပြန်စားရင်အဲ့ဒါလေးပါပဲ